ကောင်းလိုက်တာဟဲမနေ့တော့မိုးလင်းသွားငါတော်လေးချီသွားအောင်မတော်လေးကလည်းဘာလို့လုပ်နေလဲမသိပါဘူးတော်လေးချီကိုသွားမယ်ဟဲသွားဖို့ငါ့ရင်လည်းဆုံးလာမယ်ဘာမှမဖြစ်ပါဘူးလေနီးနီးလေးဆိုတော့အဆင်ပြေပါပေါ့ဒီဘက်ကသွားမယ်ဟုတ်တယ်ကဲရောက်ပြီတော်လေးတို့ရွာကိုရောက်ပြီကဲပါတော်လေးတို့ရွာလည်းရောက်ပြီဆိုတော့တော်လေးငါတွားမယ်တော်လေးတောင်ရှိလားမသိပါဘူးတော်လေးဟုတ်တော်လေးကောက်ဆိုင်နေဒါလည်းမရှိပါဒီကလူတွေလည်းမရှိဘူးရွာပြစ်ကြီးများလားဖြစ်နိုင်တယ်ရွာပြစ်ပဲဖြစ်ရမယ်ဒေါ်လေးတို့ဒီရွာမှာမရှိငါဘလို့တော့လုပ်စားမှာလဲဒေါ်လေးတို့ပြောင်းသွားရင်တကယ်စိတ်နဲ့ညတော့ဒီရွာမှာစောင့်ကြည့်တညလောက်ဟိုမှာဝတ်တိတ်သွားရောက်တွေ့သူတို့ကတလောက်တော့ပြင်ပြင်စောက်ထားပြီးတော့ဘာလို့များလဲငါတော့ခွဲခြားတတ်တော့ဟာဟိုမှာလေရွာတွေရွာဟုတ်တယ်လားတော်သေးတယ်ငါကူကြီးတိုက်ပြုတ်ကြတို့တိုက်ရမယ်โอเคဒီမှာဒီလိုမှမရှိတော့ကိုယ့်အိမ်ကိုပြန်လာမယ်ကောင်းတော်လေးရှိတော်လေးလည်းရှာတယ်တော်လေးမရှိဘူးထမလေးda da 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 la 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 laဟာအဲ့ဒါမယ်ငါပြန်တော့မယ်ဘာလို့လဲမသိပြန်တော့မှဖြစ်မှာsorry 뭔가 우리 삐 사교관이야 그 바로 이거 누구나 마셔 가면 엄마 하 일레이션 나 홈도 하지 왜 뭐도 보면 다음 시요 똥구 배자 대쇼비 냐 애니오 살래 비안네 냐 애야 원래 좀 하 고도 왜 아니야 오지 마 그와 khóc bảo ha cô thiên nhiên là ngã là ma bảo tuka istirahat lo nam thinya su chi su sha de tu myo kệ cái gì cũng tới nơi thì là gì ngông mét tầm này là
မောလိုက်တက်တော့တက်တယ်တော့ကြည့်ဦးမှာဟာတက်တယ်အပြင်ရောက်နေကြတာပဲဟဲ့ငါတက်တကောင်လို့ပြီဘာကလေးအိမ်နေမို့တော့အဖေလာပြောနေတယ်လို့ကဲငါတွားလိုက်အောင်မယ်ရေလိုခူးပြီးအပေါ်ထက်ကိုတက်ကဲကြာပြီတွားတော့မယ်အော်ဘာပြန်တွားလုံးငါပိတ်ထားခဲ့မဟုတ်တော့ကိုတော့ဘူးရောဝင်โอ้